နောက်တစ်ခုကနိုင်ငံတကာပိတ်ဆို့မှုတွေရှိတယ်ပေါ့နော်နိုင်ငံတကာပိတ်ဆို့မှုတွေနောက်တစ်ခုက Power China ကြောက်ဖြူမှာရှိပါတယ်ရှင့်ကြောက်ဖြူမှာ Power China နေပြီးတော့မှနော် CCGT ဆိုတဲ့နည်းပညာပေါ့နော် Combine Cycle Gas Turbine ပေါ့နော်ဒါတွေကလူတိုင်းတော့နားလည်စရာမလိုပါဘူးကျွန်မလည်းဒါစာဖတ်ပြီးပြောတာ Combine Cycle Gas Turbine ဖြစ်ပါတယ်အဲ့ဒီနည်းပညာနဲ့ထုတ်တဲ့ Power China ပေါ့နော်ကြောက်ဖြူမှာထုတ်နေတယ်ထုတ်လုပ်တာကတော့135 မဂါဝတ်ထုတ်လုပ်နိုင်မယ်သို့တော်လဲသူကနိုင်ငံတကာပိတ်ဆို့မှုတွေကြောင့်မလို့နီးပညာအထောက်အပံ့အခက်ခဲရဖြစ်နေတယ်ပေါ့နော်အဓိကကတော့နီးပညာအကူအညီမရဘူးအပိုပစ္စည်းမရဘူးပေါ့နော်သူရဲ့ဆက်ရဲ့အစိတ်ပိုင်းတွေဝယ်လို့မရဘူးနီးပညာအကူအညီမရတဲ့အခါကျတော့ကျမတို့ဒီနိုင်ငံတကာပိတ်ဆို့မှုကြောင့်မလို့ဒီ investor တွေလည်းတော်တော်နစ်နာပါတယ်ပြီးလို့ရှိရင်တိုင်းပြည်ရဲ့ပြည်သူလူထုလည်းလျှက်စစ်တပ်အားရရှိမှုလည်းနစ်နာနေတာဖြစ်ပါတယ်ရှင့်နောက်တစ်ခုကပါရှိသေးလဲဆိုရင်တထုံရဲ့ CCGT ဆိုတာ Combined Cycle Gas Turbine ဖြစ်ပါတယ်ဓာတ်အားပေးစက်ရုံကဲ့သို့သောနိုင်ငံပိုင်ဓာတ်အားပေးစက်ရုံနော်နိုင်ငံပိုင်လည်းရှိသေးတယ်နော်နိုင်ငံပိုင်ဓာတ်အားပေးစက်ရုံကCCGT ကဓာတ်အားပေးစက်ရုံကတထုံမှာရှိပါတယ်နောက်မော်လမြိုင်နဲ့လော်ကားမှာလည်းပုဂ္ဂလိကဓာတ်အားပေးစက်ရုံတွေရှိတယ်နောက်ဒါတွေကလည်းနီးပညာကျွန်မထင်တာ CCGT ဆိုတာတော့ဒီနီးပညာမြင့်နေတယ်ရှင်ဒီ Combined Cycle Gas Turbine လို့ပြောတာဟုတ်ဆိုတော့ LNG တခုတည်းနဲ့လည်းမဟုတ်ဘဲနဲ့ Combined Cycle Gas Turbine ဒါကတော့ဒါengineer တွေပဲကျွမ်းကျင်မှာပေါ့နော်ဆိုလို့ရှိရင်အဲ့ CCGT နဲ့ထုတ်တာကကျွန်တော်တို့ကနီးပညာနဲ့ထုတ်တာ3နေရာရှိတယ်နော်ကြောက်ဖြူမှာတနေရာပြီးလို့ရှိရင်ကြောက်ဖြူကတော့ Power China ထုတ်တာပြီးမော်လမြိုင်နဲ့လော်ကားမှာလည်းထုတ်တယ်အဲ့ဒါပုဂ္ဂလိကထုတ်တာပြီးလို့ရှိရင်တထုံမှာထုတ်တယ်တထုံကတော့ကျွန်တော်တို့နိုင်ငံတော်ပိုင်ဖြစ်တယ်ဓာတ်အားပေးစက်ရုံဒါတွေလည်းနီးပညာအကူအညီမရဘူးအပိုပစ္စည်းတွေမရတဲ့လို့ကျွန်တော်တို့ဒီစက်ရုံတွေလည်းပတ်မှုထိခိုက်နေပါတယ်ဆိုတော့အခြေအနေလေးပါရှင့်နောက်တစ်ခါတော့ solar ပေါ့ရှင့် solar နဲ့ wind ပေါ့နော်ဆိုလို့ရှိရင်နေအောင်ခြည်သုံးတဲ့လေအားလျှက်စစ်ပေါ့နော်အဲ့ဒါလေးကျွန်မဆက်ပြီးရှင်းပြပါမယ်ရှင့်ကျွန်မခုနပြောခဲ့သလိုပဲပေါ့နော်နေအောင်ခြည်သုံးစွမ်းအင်လို့ပြောလို့ရှိရင်တနိုင်တစ်ပိုင်းနေပေါ့နော်ကိုဟိုတယ်ခေါင်မိုးပေါ်မှာထားမယ်ကိုရဲ့ shopping center အတွက်ကိုယ့်အကိုသုံးမယ်ကိုယ်စက်ရုံအတွက်ကိုယ့်အကိုတစ်ပိုင်းတစ်နိုင်သုံးမယ်ကိုယ်ဆေးရုံကိုယ်ကျောင်းကိုယ့်ရဲ့ရုံးဌာနအတွက်သုံးမယ်အဲ့ဒါတွေမပါပေါ့နော်ဆိုလို့ရှိရင်နေအောင်ကြီးစွမ်းအင်သုံးဓာတ်အားပေးစက်ရုံနော်မဟာဓာတ်အားလိုင်းနဲ့ချိတ်ဆက်ထားတဲ့နေအောင်ကြီးသုံးဓာတ်အားပေးစက်ရုံက6ရုံရှိပါတယ်6ရုံစလုံးရဲ့ထုတ်လုပ်မှုစုစုပေါင်းဟာတဲ့182 မဂါဝတ်ရှိပါတယ်သူကနေထွက်နေတာနဲ့အမျှပါလဲပြတ်တောက်ခြင်းမရှိဘဲနဲ့ပုံမှန်လည်ပတ်နိုင်တယ်ပေါ့နော်ဆိုလို့ရှိရင်182 မဂါဝတ်ရှိတဲ့နေရာမှာသူကနေရှိနေတဲ့အချိန်သူကလျှက်စစ်ဓာတ်အားထုတ်ပြီးတော့မှဘက်ထရီတွေနဲ့တင်ထားတာပေါ့နော်ပြီးတော့မှအဲ့ဒါကိုပြန်ထုတ်သုံးတာပေါ့ရှင်အဲ့ဒါကြောင့်မလို့ပြတ်တောက်ခြင်းမရှိဘဲနဲ့ပုံမှန်လည်ပတ်နေတယ်သို့တော်လည်းဘာဖြစ်နေလဲဆိုရင်182 မဂါဝတ်ဆိုတာနဲတာပေါ့နော်ခုန hydro power ဆို3200ကျော်တယ်ပြီးလို့ရှိရင် LNG နဲ့ဆို1300ကျော်တယ်စသဖြင့်ပေါ့နော်အခုကနေအောင်ကြီးနဲ့စက်ရုံ6လုံးရှိတယ်ဒါမဟာဓာတ်အားလိုင်းနဲ့ဟိုပေးသွင်းနေတဲ့ဟာပေါ့နော်182 မဂါဝတ်ပဲရှိတယ်သူကတော့ပြတ်တောက်ခြင်းမရှိဘဲနဲ့ပုံမှန်လည်ပတ်နေတယ်ပေါ့နော်နောက်မင်းဘူးနေအောင်ကြီး3ဓာတ်အားပေးစက်ရုံက40 မဂါဝတ်ရှိတယ်အဲ့ဒါလည်းနီးပညာအခက်ခဲကြောင့်အပြည့်အဝမလည်ပတ်နိုင်သေးဘူးသဘောကတော့ဒါနိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေရဲ့ဒဏ်ကိုလည်းကျွန်တော်တို့ခံနေရတာပေါ့နော်နောက်တစ်ခု Power China ကလည်းဒီနေအောင်ကြီး3လျှက်စစ်ဓာတ်အားဆောင်ရွက်နေပါတယ်အဲ့ဒါတပြေဝက2021ခုနှစ်မှာတပြေဝဆိုပြီး300 မဂါဝတ်2022ခုနှစ်မှာတောင်တော်ကွင်း20 မဂါဝတ်ပြီးလို့ရှိရင်ကင်းဒါ2023ခုနှစ်မှာကင်းဒါ30 မဂါဝတ်စေထုတ်တရာမှာ30 မဂါဝတ်ကြီးအောင်ကြီးဝမှာ30 မဂါဝတ်ပေါ့နော်ဆိုလို့ရှိရင်2021 2022 2023ပေါ့နော်အဲ့ဒီ3နှစ်မှာ1 2 3 4 5ပေါ့နော်ဆိုလို့ရှိရင်နောက်ထပ်5ခုအဲ့ဒါကတော့ဗာလဲဆိုရင် Power China ဆောင်ရွက်နေတာဖြစ်ပါတယ်တပြေဝဒါလေကျမတို့ဒါနားထောင်တဲ့သူတွေပေါ့နော်ကျမရဲ့ live ကိုနားထောင်တဲ့သူတွေ
ကြားဘူးနာဝရှိအောင်ကျွန်မတစ်ခါလေလဲထပ်ပြီးပြန်ပြောနေတာပေါ့နော်တပြေဝါက300မဂါ30မဂါဝတောင်တော်ခွင်က20မဂါဝကင်းတာက30မဂါဝစေထုတ်တရာက30မဂါဝကြီးအောင်ကြီးဝ30မဂါဝဒါကျွန်မလေအင်္ဂလိပ်လိုဖတ်ပြီးတော့မှကိုယ့်အကိုမြန်မာလိုပြန်ပြီးတော့မှကျွန်မတိုက်ကိုယ့်အကိုတိုက်ပြိုက်ချပြီးတော့မှဒီဖတ်ပြနေတာဖြစ်ပါတယ်ရှင်။နောက်ပုဂ္ဂလိကနေအောင်ကြည့်စွမ်းအင်နဲ့ဓာတ်အားပေးခြင်းစုစုပေါင်းစာချုပ်ပမာဏကတဲ့2150မဂါဝတ်ထိချုပ်ဆိုထားပေမဲ့လည်းတကယ်တမ်းထုတ်နိုင်သေးတာတော့142မဂါဝတ်ပဲထုတ်နိုင်သေးပါတယ်တဲ့။နောက်ခုနကလေမဟာဓာတ်အားလိုင်းနဲ့ချိတ်ဆက်ထားတဲ့နေအောင်ကြီးစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ6ရုံဆိုတာ182မဂါဝတ်အဲ့ဒါတော့ကြည့်ရတာဖြစ်မယ်ရှင့်အဲ့ဒါတော့အစိုးရနိုင်ငံတော်ပိုင်ဖြစ်လိမ့်မယ်နောက်မင်းဘူးနေအောင်ကြည်သုံးဓာတ်အားပေးစက်ရုံက40မဂါဝတ်ကလည်းနီးပညာအခက်ခဲကြောင့်အပြည့်အဝမလည်ပတ်နိုင်ဘူးဒါလည်းနိုင်ငံတော်ပိုင်ဖြစ်လိမ့်မယ်သို့တော်လည်းပုဂ္ဂလိကလို့ပြောလို့ရှိရင်တော့ခုနကပါဝါချိုင်းနာကနေပြီးတော့မှပေါ့နော်ဓာတ်အားပေးစက်ရုံနေအောင်ကြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ9ရုံအဲ့9ရုံကစုစုပေါင်းမဂါဝတ်ကပေါ့နော်နေအောင်ကြည်စွမ်းအင်သုံးနဲ့ဓာတ်အားပေးခြင်းစုစုပေါင်းစာချုပ်ထားတာတော့2150ဖြစ်ပေမဲ့တကယ်ထုတ်နိုင်သေးတာတော့142မဂါဝတ်ပဲထုတ်နိုင်သေးတာကိုတွေ့ရပါတယ်တဲ့